မင်္ဂလာပါရှင်ဆယ်လပိုင်း2025ခုနှစ်မှာအစာအာဟာရအတွက်အလှူရှင်မရှိသေးပါသဖြင့်ကျေးဇူးပြု၍အလှူခံပါရစေရှင်စေတနာရှင်တို့ရဲ့အထိတ်မှတ်နေ့လေးတွေမွေးနေ့လေးတွေကွယ်လွန်သူကိုရည်စူးလှူဒန်းတဲ့အာဟာရအလှူလေးတွေလှူဒန်းလို့ရဲဆိုလို့ရှိရင်တော့ကျမတို့ရွှေရောင်နှလုံးသားခြံလေးမှာဂီလာနာအပေခံတရိษံလေးများကိုလည်းတတိတရလှူဒန်းပေးကြပါအောင်လို့ကိုရင်ကချုံရင်းနေရှာတော့မစွမ်းမတန်အပေခံကလေးများကိုစားမေတ္တာရက်ခံအပ်ပါတယ်ရှင်ကျမတို့ဂေယာလေးမှာခွေးကောင်ရေ800ကြောင်ကောင်ရေ100နွား73ကောင်စိတ်12ကောင်တို့ကိုပြုစုဆောင်ရှောက်ပေးထားပါတယ်ရှင်တစ်ချံလုံးအတွက်တနေ့တာအာဟာရစရိတ်မှာနေ့စဉ်နေ့တိုင်း10သိန်းကျော်ကျသင့်ပါတယ်ရှင်သို့ပါသောကြောင့်အလှရှင်များနဲ့အလှလိုအပ်နေသောတရိษံလေးများအဆင်ပြေစေရန်အတွက် package လေးတွေခွဲထားပေးပါတယ်ရှင်ငါးဟင်းဖြင့်ထမင်းတစ်နက်စာလျင်3သိန်းကျပ်ကြက်လေပင်ယုံဟင်းဖြင့်ထမင်းတစ်နက်စာလျင်3,500,000ကျပ်အမဲအယုံဟင်းဖြင့်ထမင်းတစ်နက်စာလျင်2သိန်းကျပ်ကျတင်ပါတယ်ရှင်နွားနှင်းစိတ်များကတော့တင့်တော်ရာမြက်ကောက်ရိုးအသီးနှံများကိုကျွေးမွေးပေးပါတယ်ရှင်အလှရှင်တို့အနေနဲ့ကျွေးမွေးလှူဒန်းလိုပါကကျွေးမဲ့ရက်ကျွေးမဲ့ဟင်းအလှရှင်နာမည်လေးတွေကိုကြိုတင်ပြီးတော့စရင်ပေးသွင်းနိုင်ကြပါတယ်ရှင်ခြံကချက်ပေးပါတယ်ရှင်နယ်ဝေးရက်ချာမှအလှရှင်များအနေနဲ့မိမိတို့ရဲ့အလှကိုပီတိပွား၍ကုသိုလ်ယူနိုင်စေရန်တာရုခေါ်နိုင်စေရန်အတွက်ကျမတို့ page လေးတွေမှာလည်းဓာတ်ပုံလေးတွေဗီဒီယိုလေးတွေကိုလည်းအလင်းသင့်တယ်လို့တင်ပေးပါတယ်ရှင်ဂေဟာလေးစတင်တီထောင်ချိန်မှစပြီးတော့ယခုလိုမျိုး17နှစ်ကျော်သက်တမ်းရောက်လာတဲ့အချိန်အထိကဲတင်ဆောင်ရှောက်ပြုစုခဲ့ရပါတော့မစွမ်းမတန်ဒုက္ခိတဂီလာနာဖြစ်နေရှာတဲ့ခြံမှာမိခွန်ရရှာတဲ့အပေခံတရိษံလေးများအပေါ်မှာစေတနာထားပြီးချစ်ခင်လှူဒန်းပေးကြသူတဦးတယောက်ချင်းစီတိုင်းကိုလည်းကျမတို့ရွှေရောင်နှလုံးသားမိသားစုမှကလေးများကိုစားကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်လှူဒန်းလိုပါကဘဏ်အကောင့် wave အကောင့်ကေပေးများဖြင့်လည်းလှူဒန်းနိုင်တယ်လို့ခြံတို့ကိုယ်တိုင်ကိုကြလာရောက်၍လည်းလှူဒန်းနိုင်ကြပါတယ်ရှင်ကျမတို့ခြံကလေးကိုမနက်9:00နာရီမှညနေ9:00နာရီအတွင်းပိတ်ရက်မရှိနေ့တိုင်းဖွင့်လှစ်ထားပါတယ်ရှင်အသေးစိတ်သိရှိလိုပါက399250 399344တို့ဓာတ်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြပါတယ်ရှင်ခြံကလေးတီရှိရလိပ်စာကတော့အမှတ်73/4000ကန်စံပြကြီးရွာအောင်တပြေတစ်ကကြီးမင်္ဂလာတုံမြို့နယ်အမှတ်3လမ်းမှဂိတ်ဟောင်းမှတ်တိုင်ရန်ကုန်တိုင်းဒေသကြီးမှာတည်ရှိပါတယ်ရှင်ကျေးဇူးအထူးတင်ပါတယ်ရှင်